ခုနကလည်းဒါလည်းဘယ်လိုပဲရအောင်အကြောင်းကြီးမင်းတို့ကမဟုတ်တော့ဘူးတဲ့အုပ်ပုံဆိုတာကြီးမင်းတို့အဲ့ဒါကိုယ်တိုင်ကိုကြောက်တာဒီလိုပါပါဘုရားကြီးကိုတင်နေပြီ